ဇလန်လေးကဖလော်ရီဒါပြည်နယ်ကတိတ်ဆိတ်အေဂျင့်နဲ့မြို့လေးတစ်မြို့မှာအစပြုထားပါတယ်။ရော့လို့ခေါ်တဲ့ကောင်လေးတယောက်ဟာသူ့အဖေနဲ့တူမော်ဒယ်သေးလေးတစ်ခုမှာနေထိုင်ပါတယ်။တမန်မှာတော့ရော့ဟာအိယာကနိုးလာပြီးပုံမှန်တန်းကြောင်းသွားဖို့ပြင်ဆင်နေခဲ့ပါတယ်။ကြောင်းကားဆောင်နေတော့သူနေတဲ့မော်ဒယ်နီးကတောအုပ်လေးတဲကိုခဏလောက်လမ်းချောက်ထွက်ဖို့သူဆုံးဖြတ်လိုက်တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီးရော့တယောက်တစ်ပင်ကြီးတွေကြားထဲဖြည်းဖြည်းချင်းရှောက်သွားနေပါတယ်။ဒီလိုလမ်းချောက်နေရင်နဲ့ရော့ကမြသူ့ဘဝရဲ့ရမ်းနာကျင်ရတဲ့အချိန်ကာလတစ်ခုကိုရုတ်တရက်သတိရသွားမိတယ်။လွန်ခဲ့တဲ့အလနှင်းငယ်ကပဲသူ့ရဲ့အမေဆုံးမသွားခဲ့တာပါအမေရဲ့နာရီမှာအထီးကျန်ဆန်ပြီးနှလုံးကွဲပနက်ခံစားခဲ့ရတာတွေကိုသူမှတ်မိနေတော့မှာပဲအခုချိန်ကြီးအဲ့ဒီမှတ်ညံတွေကသူ့ကိုနာကျင်သေးပါဒါပေမဲ့ရော့ဟာနောက်လည်းမပြန်ပဲတောအုပ်ထက်ကိုဆက်ပြီးခြောက်သွားခဲ့ပါတယ်တောအုပ်ထက်လေးလာရင်နဲ့ရုတ်တရက်ထူးဆန်းတဲ့အရာတခုကိုသူသတိထားမိသွားတယ်တစ်ပင်တွေရဲ့အလဲဘိုးမှာလူမနေတာကြာကြီးဖြစ်ပုံရတဲ့ဆွန့်ပစ်ထားတဲ့တစ်သားတဲအုပ်ကြီးတခုရှိနေပါတယ်ဘာများလဲဆိုတော့သိကျင်စိမ့်နဲ့ရော့ဟာတဲအုပ်ကြီးစီကိုဖြည်းဖြည်းချင်းတိုးသွားခဲ့တယ်ဒါပေမဲ့နားရောက်တဲ့အခါမှာတော့သူအံ့ဩမင်တက်ပြီးနေရာမှာနေအေးခဲသွားခဲ့ပါတယ်တဲပြင်မဲ့တန်လောင်အင်ကြီးတစ်ခုထဲမှာပိတ်လောင်ခံရတဲ့ကြားကြီးတစ်ကောင်ကိုတွေ့လိုက်ရလို့ပါပဲအဲ့ဒီကြားကြီးဟာတာမန်တောင်နေတဲ့ပုံစံရှိပေမဲ့တစ်ချိန်တည်းမှာပဲပိတ်လောင်ခံရလို့ကူကရမဲတဲ့ပုံရပါတယ်ခဏလောက်တော့ရော့နဲ့ကြားကြီးဟာတကောင်နဲ့တယောက်စကြည့်နေမိကြတယ်ကြားကြီးကသူ့ကိုသတိထားမိသွားပြီလို့ရော့ခန်းစားလိုက်ရတယ်ကြောက်လန့်သွားတဲ့ရော့ဟာနောက်ကိုဖြည်းဖြည်းချင်းဆုပ်လိုက်ပြီးနှလုံးခုန်တွေရမ်းမြန်လာကဒီနေရာကနေချက်ချင်းထွက်သွားတာအကောင်းဆုံးပဲလို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှအချိန်မပြုံးတော့ပဲသူလှည့်ပြီးမော်ဒယ်စီကိုအမြန်ဆုံးပြန်ပြေးလာခဲ့ပါတယ်အိမ်ရောက်တာနဲ့ရော့ဟာသူကြောဖို့အိတ်ကိုကောက်လွယ်ပြီးကြောင်းကားမိအောင်အပြင်ကိုကမန်းကရန်ပြေးထွက်လာခဲ့တယ်ဒါပေမဲ့ကြောင်းသွားရတဲ့အခီးကသူ့အတွက်ဘယ်တော့မှမလွယ်ကူခဲ့ပါဘူးကြောင်းကားပေါ်ကကောင်လေးတချို့ကသူ့ကိုအမြဲလောင်ပြောင်းအနိုင်ကျင့်ကြတယ်သူတို့ရေကြရိုင်းဆိုင်တဲ့ဟာသားတွေနဲ့နောက်ပြောင်ကြပါတယ်အချိန်ချင်းမှာပဲဒါပေမဲ့ရော့ကတော့ဘာမှပြန်ပြောပဲတိတ်တိတ်လေးပဲနေခဲ့တယ်ခေါင်းငုံထားပြီးသူတို့ကိုဂူးမဆိုင်ပဲနေနိုင်ဖို့သာကြိုးစားခဲ့ပါတယ်ရုတ်တရက်ကြောင်းကားကနောက်ထပ်မှတ်တိုင်တစ်ခုမှရလိုက်တယ်ကျောင်းသားလေးတယောက်ကားပေါ်တက်လာခဲ့ပြီးသူမနာမည်ကတော့စီနာပါအနိုင်ကျင့်တဲ့ကောင်လေးတွေဟာသူမနာမည်ကိုကြားကြားချင်းပဲအတန်ကျဲကြီးနဲ့ရေမောကြပြီးအရင်ဆန်စားနောက်ကျပြန်တယ်စီနာကတော့ထွက်သွားပေမဲ့ပြဿနာပုံမကြီးချင်တာကြောင့်ပြန်မပြောတော့ပဲခေါင်းလုံးတစ်ခုမှတိတ်တိတ်လေးတွားထိုင်လိုက်ပါတယ်အဲ့ဒီနေ့တန်းထဲမှာဆီယာမကသင်ခန်းစာတွေကိုရှင်းပြနေပေမဲ့ရော့တယောက်ဘာကမှအာယုံမဆိုင်နိုင်ပါဘူးသူ့စိတ်ထဲမှာမနက်ကတောအုပ်ထဲမှာတွေ့ခဲ့တဲ့ကြားကြီးကိုပဲတွေးနေမိတယ်ဆီယာမစာတင်နေတော့ရော့ဟာစက်ကူတွေထုတ်ပြီးကြားပုံကိုဆဆွဲနေပါတယ်သူ့ရဲ့စက်ကူးရင်ကဘာထဲမှာတော့အဲ့ဒီကြားကြီးဟာလောင်ရင်ထဲမှာမရှိတော့ပါဘူးတောအုပ်ထဲမှာလွတ်လွတ်လပ်နဲ့ဂိုရင်ဝင်ကြားစွာလမ်းလျှောက်နေတယ်လို့သူစက်ကူးရင်နေခဲ့တာပါပုံဆွဲနေရင်လည်းရော့ဟာသူ့အမေနဲ့ပတ်သက်တာတခုကိုသတိရသွားတယ်သူ့အမေကတသားပပူးထူးတဲ့နေရာမှာအရန်တော်ခဲ့တာပါဒါကသူမရဲ့အနှစ်သက်ဆုံးပါရမီတစ်ခုဖြစ်ပြီးရော့ကိုတော့တသားရောက်ထုဘလို့ထူးရလဲဆိုတာကိုသင်ပေးခဲ့ပါသေးတယ်အဲ့ဒီချိန်လေးတွေကိုတွေးပြီးတော့ရော့တယောက်ဝမ်းသာသလိုလိုဝမ်းနည်းသလိုလိုခံစားချက်တွေရောထွေးနေခဲ့ပါတယ်ရုတ်တရက်ဆီယာမကရော့ရဲ့နာမည်ကိုခေါ်လိုက်တယ်ကျောင်းအကြီးကသူ့ကိုရုံးခန်းထဲမှာအခုချက်ချင်းတွေ့ရနေတယ်လို့ပြောလာပါတယ်ရော့လည်းနေရာကားထားပြီးအတန်းထဲကနေထွက်လာခဲ့တယ်ဘာလို့ခေါ်ကြရမှန်းသူလုံးဝမသိပါဘူးကျောင်းအကြီးရဲ့ရုံးခန်းကိုရောက်တဲ့အခါကျောင်းအကြီးကသူ့ကိုထိုင်ခိုင်းပြီးသူ့ရဲ့ခြေထောက်တွေကိုတေချာဆိုက်ကြည့်နေပါတယ်အကြခင်မှာပဲရော့မှာဆိုရတဲ့ရေပြားယောဂါတစ်ခုရှိနေကြောင်းထင်ရှားလာတယ်ဒီယောဂါကြောင့်သူ့ခြေထောက်တွေကမကြာခဏနေရပြီးလွယ်တကူနာတရားဖြစ်လွယ်ပါတယ်ကျောင်းအကြီးကရှင်းပြတာကတော့ကျောင်းကမိဘတချို့စိုးရိမ်နေကြတယ်တဲ့သူတို့ကလေးတွေရော့နဲ့နီးကပ်နေရင်ဒီယောဂကူးစားခံရမှာကိုကြောက်နေကြတယ်လို့ဆိုပါတယ်။ကျောင်းကြီးကရော့ကိုလက်တော်ပေးထားတဲ့ဆေးတွေကိုဆက်တောက်ဖို့ပြောပြီးသူ့အဖေစီစားတောင်ရေးလိုက်မယ်လို့ပြောပါတယ်။အဲ့ဒီစားထဲမှာရော့ရဲ့ယောဂအခြေအနေပိုကောင်းလာတဲ့အထိအိမ်မှာပဲခဏနာဖို့အကြံပြုထားပါတယ်။ဒါတွေကိုကြားပြီးနောက်ရော့ဟာရုံခန်းထဲကနေတက်တက်လေးထွက်လာခဲ့ပါတယ်။စက်ကြလန်တစ်ကြောက်ချောက်လာရင်စားအုပ်တွေစားရွက်တွေအောက်ကျနေတဲ့ဆရာမတယောက်ကိုသူသတိထားမိလိုက်တယ်။ရော့ကဘာမှမစင်စားတော့ပဲအမြန်ပြေးသွားပြီးအကောင်လုံးကိုကူကောက်ပေးလိုက်ပါတယ်။ဆရာမကနှွေးထွေးစာပြုံးပြပြီးကုညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။သူမကိုသူမမစ်မေးလို့မိတ်ဆက်ပေးပြီးရော့ရဲ့လက်ထက်ကစာရွက်ကိုသတိထားမိသွားတယ်။ဘာတွေဆွဲထားတာလဲလို့သိချင်စိမ့်နဲ့မေးလိုက်တဲ့အခါဆက်တက်တဲ့ရော့ဟာပုံစံစာရွက်ကိုဖြည်းဖြည်းချင်းကမ်းပေးလိုက်ပါတယ်။မစ်မေးကပုံကိုတွေ့တော့အရန်သဘောကျသွားတယ်။ဒါမနက်ကရော့တွေ့ခဲ့တဲ့ကြားကြီးရဲ့ပုံမှာပဲ။သူမကရော့ကိုအရန်ပါတာပဲလို့ချီးကျူးပြီးပုံဆွဲဆွဲရင်ကိုအတိမတ်ပြုဝေးခဲ့တယ်။ရော့ကိုအားပေးခြင်းတဲ့အတွက်ဆက်ပြီးပုံတွေဆွဲဖို့နဲ့သူ့ရဲ့ပါရမီကိုဆက်ပြီးတိုးတက်အောင်လုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။သူမကခွင့်ရတို့လေးယူထားကြောင်းဒါပေမဲ့သူမပြန်လာတဲ့အခါရော့ဆွဲထားတဲ့တခြားပုံတွေကိုလာပြစေချင်ကြောင်းပြောခဲ့ပါတယ်။ရော့ကလည်းလာပြပါမယ်လို့ခေါင်းညင်ကတိပေးလိုက်ပါတယ်။ခဏကြာတော့ကျောင်းစင်းချင်းရောက်ဖို့ရော့တယောက်ကျောင်းဆောင်အပြင်ဘက်မှာစောင့်နေပါတယ်။ကျောင်းသားတွေတန်းထဲကနေထွက်လာချိန်မှာရုတ်တရက်ကလေးတစုကျောင်းဝန်းထဲပြေးလွှားနေတာကိုသူသတိထားမိလိုက်တယ်။သူတို့တွေကကျောင်းသူတွေလေးစီနာကိုလိုက်စားနေကြတာပါ။ကလေးတစုကစီနာကိုအဆက်မပြတ်နောက်ပြောင်ပြီးသူမနာမည်ကိုလွှမ်းမြောင်နေကြပါတယ်။သူတို့ရဲ့လွှမ်းမြောင်မှုတွေကိုအချိန်တော်ကြာသိခံပြီးနောက်မှာတော့စီနာရဲ့စိတ်ကြည်မှုတွေကုန်ဆုံးသွားပါတော့တယ်။အနိုင်ကျင့်ခံရတာကိုဒေါသထွက်ပြီးညှင်းငွေလာတဲ့သူမဟာရုတ်တရက်လှည့်ပြီးကောင်မလေးတယောက်ကိုထိုးချိတ်လိုက်ပါတယ်။ဒါပေမဲ့သူမထိုးလိုက်တဲ့ကောင်မလေးကသူမထက်အများကြီးပိုကြီးပြီးပိုသက်ကြီးနေပါတယ်။
စက်ကမိုင်းတွင်းမှာပဲအဲ့ဒီကောင်မလေးကစီနာကိုအားနဲ့ပြန်ထုတ်လိုက်တာကြောင့်စီနာမြေကြီးပေါ်လဲကျသွားခဲ့တယ်ဒါကိုမြင်တော့ရော့အရန်စိုးရင်သွားတယ်သူကြောက်နေပြီမဲ့လဲရောင်မဲကိုတားဖို့သူတို့စီပြေးသွားခဲ့တယ်နိုင်ကျင်တဲ့သူတွေကိုစီနာကိုအေးစေးထားဖို့နဲ့ဒုက္ခမပေးဖို့သူပြောလိုက်ပါတယ်ဒါမဲ့ဒါကအချိန်တွေကိုပိုဆိုးသွားစေတယ်အခုတော့နိုင်ကျင်တဲ့သူတွေကရောဘတ်ကိုအာယုံပြောင်းသွားပြီးသူ့ကိုပါတိုက်ခတ်ဖို့ရွယ်လာကြတယ်အချိန်တွေကိုရင်းမိတဲ့ရော့ဟာသူတို့မဖမ်းမိခင်အမြန်ဆုံးထွက်ပြေးခဲ့ရပါတယ်ခဏနေတော့စီနာကြောင်းကားပေါ်တက်လာတယ်သူမရဲ့ဝတ်စားတွေကပေးပွားနေပြီးဇမင်တွေလည်းပြိုပြဲဖြစ်နေပါတယ်ရံဝဲပြီးမှတခြားကျောင်းသားတွေကသူမကိုဒီလိုပုံစံနဲ့မြင်တော့ထပ်ပြီးရေမျောလောင်မျောကြပြန်တယ်ဒေါသထပ်ပြီးဆက်ရောက်နေတဲ့စီနာဟာကားနောက်ဘက်ကိုခြောက်သွားပြီးရော့ရဲ့ဘေးမှာဝန်ထိုင်လိုက်တယ်ပြီးတော့ဒီမျိုးကိုဘယ်လောက်မုံကြောင်းနဲ့ဒီကရမ်းချိုင်းတဲ့ကလေးတွေကိုဘယ်လောက်မုံကြောင်းညှဉ်းညူပါတော့တယ်ရော့ကတက်တက်လေးနားထောင်နေပြီးသူမစစ်သက်သာရရအောင်ပြိုသားပြပြပါတယ်သူကသူ့ရဲ့ခြေထောက်ကပြဿနာကြောင်းဒဏ်ရာတွေနဲ့ရရနာတွေမကြံကနာပြစ်စေတဲ့သူ့ရဲ့ရေပြားယောဂအကြောင်းကိုရှင်းပြလိုက်တယ်အဲ့ဒီကစီနာကရုတ်တရက်အကြံတစ်ခုရသွားတယ်ရောရဲ့ယောဂသာသူမစီကူးသက်လာရင်သူမလည်းအိမ်မှာပဲနေရနိုင်ပြီးကြောင်းလာစရာမလိုတော့ဘူးလို့တွေးလိုက်တာပါရောရဲ့ယောဂကိုသူမစီကူးအောင်တနည်းနည်းနဲ့လုပ်ပေးနိုင်မလားလို့တော့သူမကမေးလိုက်ပါတယ်ဒါပေမဲ့ရောကအဲ့ဒီလိုလုပ်လို့မရကြောင်းအေးစစ်စစ်ရှင်းပြလိုက်တယ်သူယောဂကကူးစားတဲ့ယောဂမဟုတ်လို့ဘယ်သူမှကူးမှမဟုတ်ဘူးလို့ပြောပြတယ်ဒါကိုကြားတော့စီနာကသူ့အတွက်နည်းနည်းစိတ်မကောင်းဖြစ်သွားတယ်တကယ်လို့ရောကြောင်းမလာပဲအိမ်မှာပဲနေရမယ်ဆိုရင်သူ့စာတွေနောက်ကျကြံခဲ့အောင်သူမကအင်စာတွေယူလာပေးမယ်လို့ဂရီပေးလိုက်ပါတယ်အဲ့ဒီနေ့ညနေပိုင်းမှာရောရဲ့ဖေကကျောင်းအကြီးစီကပို့လိုက်တဲ့စာကိုဖတ်နေပါတယ်စာဖတ်ပြီးတာနဲ့သူအရန်ဒေါသထွက်သွားတယ်ရောရဲ့ယောဂတခြားကျောင်းသားတွေကိုကူးစက်မှာကိုကျောင်းအကြီးကစိုးရိမ်နေလို့မဲဆိုတာသူမယုံနိုင်အောင်ဖြစ်ရတယ်ဒီယောဂကကူးစက်တဲ့တိုင်မဟုတ်ဘူးလို့ရောရဲ့ဖေကအကြင်ကြင်ရှင်းပြခဲ့ပြီးသားပါဒါပေမဲ့ကျောင်းဘက်ကနားလည်ပေးဖို့ညှင်းဆန်နေတော့မှပဲဘာဖြစ်ဖြစ်ရောကိုအိမ်မှာခဏတော့နားခိုင်းတာပိုကောင်းမယ်လို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ရောရဲ့ယောဂသက်သာစေဖို့သူ့ခြေထောက်ကိုဆေးထိုးပေးလိုက်ပါတယ်ပြီးတော့မှညသာပြင်ဆင်ဖို့မိဖို့ကြောင့်လည်းဝင်သွားခဲ့တယ်အဲ့ဒီညမှာရောဟာသူခန်းထဲမှာတိတ်တိတ်လေးထိုင်ပြီးသူ့ရဲ့ကြိုက်ဆုံးဝါသနာတစ်ခုကိုလုပ်နေပါတယ်ဓာတ်ငလေးတစ်ချောင်းကိုတုံးပြီးတသားလုံးလေးကနေရုပ်သစ်လေးတစ်ခုကိုစရင်နှွှဲထုတ်နေပါတယ်လုံးလုံးနေရင်နဲ့မနက်ကတောထဲမှာသူတွေ့ခဲ့တဲ့ကြားကြီးချောင်းကိုဆက်တွဲနေပြီးတဲ့အဲ့ဒီတိတ်ဆန်ကြီးရဲ့ပုံရိပ်ကသူ့စိတ်ထဲမှာရမ်းကိုရှင်းလင်းနေတော့မှာပဲထွန်းထွန်းနေရင်နဲ့စီနာနဲ့တူတဲ့သားရုပ်တုသေးသေးလေးတစ်ခုပြုလုပ်ဖို့သူဆုံးဖြတ်လိုက်တယ်အဲ့လိုပြီးသွားတော့ရောအိမ်ရဝင်ပြီးဖြည်းဖြည်းချင်းအိပ်ပျော်သွားခဲ့တယ်ညဘက်မှာသူအိမ်မဆန်းတစ်ခုမှတ်တယ်အိမ်မက်ထဲမှာစီနာတယောက်တောအုပ်ထဲမှာလွတ်လွတ်လပ်လပ်ပြေးလွှားနေတာကိုသူတွေ့လိုက်ရတယ်ဒါပေမဲ့သူမတယောက်တည်းမဟုတ်ပါဘူးသူမကဟိုကြားကြီးရဲ့ကြောပေါ်မှာစီနေပြီးတစ်ပင်နေကြတဲ့လင်းမြန်စွာသွားလာနေတာပါသူတို့နှစ်ဦးစလုံးကအဲ့ဒီနေရာနဲ့အမုံကွင်ကြဖြစ်နေတယ်လို့ပါပဲနောက်တစ်နေ့မနက်မှာရော့ဟာသူနေတဲ့မော်တယ်မှာအလုပ်တွေကူလုပ်ပေးနေပါတယ်အခန်းများသူကိုတန်ချင်းလုပ်ပြီးတဲ့သဘောကောင်းတဲ့တန်ချင်းရတော်ကြီးဝီလီနဲ့အတူသူ့အလုပ်လုပ်နေတာပါအလုပ်လုပ်ပြီးခဏနားတဲ့အချိန်မှာဝီလီကပြုံးပြီးရော့ကိုမုန်းအနေနဲ့ PK တခုကျွေးပါတယ်နိုင်နေခဲ့ကြပြီးနောက်ကျောင်းကားကမော်ဒယ်ချစ်ကနေဖြတ်သွားပါတယ်အဲ့ဒီအချိန်မှာရော့ကခြံထဲကပန်းချံလေးကိုပြုစုနေတာပါကျောင်းကားဘုံကအနိုင်ကျင့်တဲ့ကောင်လေးတွေသူ့ကိုမြင်သွားတော့ချက်ချင်းပဲနောက်ပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့တွေကတယောက်ကရော့စီကိုပစ္စည်းတစ်ခုနဲ့လှမ်းပေါက်လိုက်တယ်အဲ့ဒီပစ္စည်းကရော့ရဲ့နိုင်ရုံးကိုအပြင်းထန်ထိမှန်သွားပြီးစူးကြတဲ့နာကျင်မှုကိုခစားလိုက်ရတယ်ရော့ကသူ့နှစ်ဘေးကိုကင်ထားရင်းဒေါသထက်ကဒီလိုအမြဲတမ်းအနိုင်ကျင့်ခံနေရတာတွေကိုငြင်းငွေ့လာပါပြီခဏလောက်တော့သူတစ်ခုခုကိုပြောင်းလဲတွေးတော့မိသွားတယ်တောအုပ်ထက်ကသူတွေ့ခဲ့တဲ့ကြားကြီးတာသူ့ကိုဒီနိုင်ကျင့်တဲ့သူတွေရန်ကနေကောက်ွယ်ပေးနိုင်ရင်ဘယ်လောက်ကောင်းမလဲလို့သူစိတ်ကူးရင်မိသွားတယ်မကြခင်မှာပဲအကြောင်းကားရက်သွားပြီးစီနာဆင်းလာပါတယ်သူမကရော့စီလျှောက်လာပြီးဂရီပေးထားတဲ့အတိုင်းအဲ့ဒီနေ့အကြောင်းကပေးလိုက်တဲ့အိမ်သားတွေကိုကမ်းပေးပါတယ်ရော့ကသူမကိုကျေးဇူးတင်စကားပြောပြီးရေးကြီးတဲ့ကိစ္စတစ်ခုကိုမျှဝေဖို့ဆုံးဖြတ်လိုက်တယ်တောအုပ်ထက်မှာသူတွေ့ခဲ့တဲ့ကြားကြီးအကြောင်းကိုသူမကိုပြောပြလိုက်ပါတယ်ဒါကိုကြားရတဲ့စီနာအရန်စိတ်လှုပ်ရှားသွားပြီးအဲ့ဒီနေရာကိုလိုက်ပို့ပေးဖို့ချက်ချင်းပဲတောင်းဆိုပါတော့တယ်ကြားကြီးကတောအုပ်နဲ့ထဲမှာရှိတဲ့အတွက်အဲ့ဒီကိုရောက်ဖို့တော်တော်ဖြတ်ချောက်ရမယ်လို့ရော့ကရှင်းပြတယ်မသွားခင်မှာစီနာကရော့ရဲ့ဝတ်စားတချို့ကိုငှားလို့ရမလားလို့မေးပါတယ်ဒါနဲ့သူတို့နှစ်ယောက်မော်ဒယ်ထဲပြေးဝင်သွားပြီးရော့ဖေရဲ့အခန်းထဲကိုဝင်သွားကြတယ်စောင့်နေတော့မှစီနာကအခန်းထဲမှာထားထားတဲ့တသားရုပ်တုလေးတွေအများကြီးကိုသတိထားမိသွားတယ်အားလုံးကရော့ print ထုတ်ထားတာတွေပါသူမကတည်တည်ကြကြည့်ပြီးသူ့ရဲ့လက်ရာတွေကိုရန်သဘောကျသွားတယ်သူမကရော့ကိုနာမည်ကျော်အမှုပညာရှင်မစ်ချလန်ဂျယ်လိုဟာပကြီးစရာအဖြစ်နာမည်မကြီးခင်ကဗပုဆရာတယောက်ဖြစ်ခဲ့ကြောင်းပြောပြပါတယ်ပြောပြီးတော့ရော့ကလည်းတကယ်အမှုပညာရှင်တယောက်ပါပဲလို့သူမကဆိုပါတယ်ရုပ်တရက်သူမနဲ့တစ်ထပ်တည်းတူတဲ့တသားရုပ်တုလေးတစ်ခုကိုသူမတွေ့သွားတယ်အဲ့ဒါကမင်းချမ်းကမှရော့ထုတ်လုပ်ထားတဲ့ရုပ်တုလေးပါစီနာကရင်မောပြီးသူ့ရဲ့ဖန်တီးမှုတွေအားလုံးကအံ့ဩစရာကောင်းတယ်လို့ပြောပြပါတယ်ဒီလိုကြီးကျူးစကားအများကြီးကြားရတော့ရော့ချက်သွားပြီးဘာပြောမှန်းတော့မသိတော့ပါဘူးမြန်သွားရအောင်စီနာကသူမထောင်းထားတဲ့ဝတ်စားတွေယူပေးဖို့တတိပေးလိုက်တယ်ရော့လည်းအမြန်ယူပေးပြီးအပြင်ကနေစောင့်နေလိုက်တယ်မိနစ်နဲ့ငယ်ကြတော့အားလုံးစင်စင်ဖြစ်သွားပြီးတကယ်ချင်းတယောက်တောအုပ်ထဲကိုအတူတူထွက်လာခဲ့ကြတယ်နောက်ဆုံးတော့ကြားကြီးကိုလောင်ထားတဲ့တဲအုပ်ကြီးတီရောက်သွားကြပါတယ်တန်လောင်ရင်ရှိမှရလိုက်တဲ့အခါသူတို့နှစ်ယောက်လုံးအံ့ဩမင်းနဲ့သွားကြတယ်တန်တန်နေနောက်မှာပိတ်လောင်ခံရပေမဲ့ကြားကြီးကကြီးမားပြီးခွန်အားကြီးမားပုံရပါတယ်စီနာကကြားကြီးကိုစက်ကြည့်ရင်ဒီလိုလှပတဲ့တော်ကြီးကိုတောအုပ်လေကလောင်ရင်ထဲမှာဘာလို့ပိတ်လောင်ခံရတာလဲလို့ရော့ကိုမေးလိုက်တယ်
ရောကတခြားတော့မသိပေမဲ့သူနေတဲ့မော်ဒယ်ပန်ရှင်ဘိုချမ်းရဲ့ကြားဖြစ်နိုင်တယ်လို့ခံမှန်းကြောင်းပြောပြတယ်ဒါကိုကြတော့စီနန်အရန်တော်ထွက်သွားတယ်မိမိရဲ့ကိုယ်ပိုင်ပြပြမှုတသက်အတွက်တော်ရတဲ့ဇန်တကောင်ကိုဒီလိုပိတ်လောင်ထားတာမှားရုံတယ်လို့သူမကဆိုပါတယ်ကြားကြီးကလွတ်လပ်ခွင့်နဲ့ထိုက်တန်တယ်လို့သူမကယုံကြည်နေတယ်ရောကလည်းသူမကိုသဘောတူပေမဲ့ရိတ်ဆန်ကြီးကိုလွှတ်ပေးဖို့ဆိုတာမလွယ်ကူကြောင်းရှင်းပြပါတယ်လောင်ရင်ကအရန်ခိုင်မာတဲ့တောက်ကလောင်နဲ့ခတ်ထားပြီးသူတို့စီမှာအဲ့ဒါကိုဖျက်ဆီးနိုင်မဲ့ပစ္စည်းပါမှမရှိပါဘူးအဲ့ဒီအချိန်မှာပဲကားတန်တန်ဒီကလာတာကိုသူတို့ကြားလိုက်ရတယ်ဘိုချန်တဲ့စီကိုလာနေတာပါအမိမကန်ကျင်တဲ့အတွက်ရောနဲ့စီနာတို့တောအုပ်ထဲကနေအမြန်ထွက်ပြေးလာခဲ့ကြတယ်မော်ဒယ်ကိုပြန်ရောက်တော့ရောရဲ့အဖေကအဲ့ဒီမှာစောင့်နေပြီးရောကစီနာကိုသူ့အဖေနဲ့မိတ်ဆက်ပေးလိုက်တယ်ရင်ကျစွာနှုတ်ဆက်ပြီးနောက်စီနာဟာသူ့မိဘတွေလာကြဖို့အနီနာကဖုံးယုံလေးစီဖုံးဆက်ဖို့ထွက်သွားပါတယ်ဒီအချိန်မှာရောရဲ့အဖေကတားဖြစ်သူနဲ့စကားပြောနေပါတယ်ကောင်မလေးတစ်ကြောင်မင်းမြန်ပြီးရောမှာအတူတူချိန်ပြုံးဖို့တကယ်ချင်းတရားရောက်သွားတဲ့အတွက်ဝမ်းသာနေပါတယ်ခဏကြာတော့ရောကစီနာဝတ်စားတွေပြန်ပေးလိုက်ပြီးသူတို့နှစ်ယောက်သူမမိဘတွေရောက်လာတဲ့အထိအတူတူစောင့်နေကြတယ်မကြခင်မှာကားတစ်စီးမော်ဒယ်ချိတ်ရလာတယ်စီနာရဲ့အမေပါကားပေါ်ကဆင်းချင်းချင်းပဲနိုင်ပါမြောက်သာပြောင်းနေတဲ့အတွက်စီနာကိုစူပူပါတော့တယ်ပြီးတော့သမီးပြည်သူကတများဝတ်စားတွေဝတ်ထားတာကိုတတိထားမိသွားပြီးဘာဖြစ်လို့လဲလို့ဒေါသတကြီးမေးပါတယ်ဒါပေမဲ့စီနာကသူ့အမေရဲ့တင်းကျပ်တဲ့အပြုတ်မှုကိုမကြောက်ပါဘူးအရှင်တွေကိုညင်သက်သွားအောင်သူမအမေကရောဘတ်ကိုလက်ပြီးစီနာကအများအပြည့်သူမအဖေစကားကိုပဲနားထောင်တတ်တယ်လို့ရှင်းပြပါတယ်ဒါကိုကြားတော့စီနာပို့ပြီးဒေါသထွက်သွားတယ်တားမင်းနှစ်ယောက်ကြားညင်ပါမှုကပိုကျဲလောင်လာတယ်နောက်ဆုံးတော့စီနာဒေါသတကြီးနဲ့ကားပေါ်တက်သွားပြီးသူတို့နှစ်ယောက်ထွက်သွားကြပါတော့တယ်ညင်ကုန်နေတဲ့သူတို့နှစ်ယောက်ကိုရောကြည့်ရင်အခုလေးနေဖြစ်ပြသွားတာတွေအားလုံးကိုနားမလည်နိုင်အောင်ဖြစ်နေမိတယ်အဲ့နောက်သူမော်ဒယ်လေးကိုတိတ်တိတ်လေးပြောင်းဝင်သွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာရောဟာမော်ဒယ်ပတ်ဝန်းကျင်မှာဝီလီနဲ့တူတန်ရှင်းရေးလုပ်တွေကိုထပ်ပြီးကူညီနေပါတယ်လောလောနေရင်ရောကသူ့စိတ်ထဲမှာရှိနေတဲ့အကြောင်းအရာတစ်ခုကိုဝီလီကိုမေးလိုက်ပါတယ်လူတွေကတိတ်ဆန်တွေကိုလောင်ရင်ထဲမှာမွေးထားတဲ့ပေါ်သူမဘယ်လိုမြင်လဲလို့မေးတာပါဝီလီကခဏရောက်သွားပြီးသူမငယ်ဘွားကဇလန်တစ်ပုတ်ကိုပြန်ပြောပြပါတယ်သူမကလေးဘွားတုန်းကသူမအဖေကငှက်စိမ်းလေးတစ်ကောင်ကိုလက်ဆောင်ပေးခဲ့ဘူးတယ်တဲ့သူမကအဲ့ဒီငှက်လေးကိုရမ်းချစ်ပြီးနေတိုင်းအတူဆော့ကစားရတာကိုသဘောကျခဲ့တယ်ဒါမဲ့အချိန်တန်းတာတစ်ခုကြာလာတဲ့အခါလောင်ရင်ထဲမှာပိတ်မိနေတဲ့ငှက်လေးကိုကြည့်ပြီးသူမစိတ်မကောင်းဖြစ်လာတယ်ငှက်လေးလွတ်လပ်ခွင့်ရတဲ့နယ်လို့သူမယုံကြည်ခဲ့တယ်ဒါကြောင့်ဒီနေ့မှာလောင်ရင်ကိုတိတ်တိတ်လေးဖွင့်ပြီးငှက်လေးကိုပြန်သွားခွင့်ပေးလိုက်ပါတယ်ဒါကိုသူမဖေးတီးသွားတဲ့အခါအရန်ဒေါသထွက်ပြီးသူမကိုပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့တယ်ငှက်ကိုလှုပ်ပေးလိုက်တာတောအုပ်ထက်ကမွေးတကောင်အတွက်အလွယ်တကူအစာဖြစ်အောင်လှုပ်ပေးလိုက်တာပဲလို့အဖေဖြစ်သူကပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကိုကြားပြီးတာတော့မှသူမလှုပ်ခဲ့တဲ့လုပ်ရက်အတွက်ဘယ်တော့မှနောင်တမရခဲ့ဘူးလို့ဝီလီကပြောပါတယ်တကယ်တော့ဒီနေ့အထိတောင်အဲ့ဒီငစိန်လေးကောင်းကင်ရံမှာပြန်တန်ပြီးပျော်ရွှင်စွာသင်းဆိုနေတယ်လို့သူမတခါတည်းအိမ်မက်မက်နေသေးပါပဲလို့ဆိုပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာရောဟာမော်ဒယ်ရဲ့ဘေးဘက်ကိုတန်ရှင်းရေးလုပ်နေတော့ရုတ်တရက်မော်ဒယ်ပန်ရှင်ဘိုရှန်နဲ့ထိတ်ထိုက်တွေ့ပါတော့တယ်ဘိုရှန်ကရောကိုခေါ်ပြီးသူ့အတွက်အလုပ်လေးတစ်ခုရှိတယ်လို့ပြောပါတယ်တကယ်လို့သူကူညီပေးရင်ပတ်စံတော်ရနိုင်တယ်လို့ပြောပါတယ်ရောကလည်းနဲ့ဇဝေဇဝါဖြစ်သွားပေမဲ့နားထောင်ဖို့သဘောတူလိုက်တယ်ဘိုရှန်ကလွန်ခဲ့တဲ့ရက်နှင်းငယ်ကရန်ချပါတဲ့တောရန်တိတ်ဆန်တကောင်ကိုသူဖမ်းမိခဲ့တယ်လို့ရှင်းပြတယ်ဒါပေမဲ့အဲ့ဒီတိတ်ဆန်ကအစာနဲ့နေ့စဉ်စောင့်ကြောက်မှုလိုအပ်နေပြီးသူ့တိုင်ကတော့အဲ့ဒီအလုပ်ကိုမလုပ်ချင်ဘူးလို့ဆိုပါတယ်ဒါကြောင့်ရောကိုပြုစုစောင့်ကြောက်ဖို့ကူညီပေးနိုင်မလားလို့မေးလာပါတယ်ဒါကိုကြားလိုက်တာနဲ့ဘယ်တိတ်ဆန်ကိုပြောနေတာလဲဆိုတာရောချက်ချင်းသိလိုက်တယ်ဒါပေမဲ့ဘာမှမသိသလိုဟန်ဆောင်နေလိုက်တယ်ဝီလီကိုကူညီဖို့အဖေကခိုင်းထားတာကြောင့်အခုချက်ချင်းမသွားနိုင်ဘူးလို့ရောကပန်ချင်ကိုပြောလိုက်တယ်ဒါပေမဲ့ဘိုရှန်ကချက်ချင်းဒေါသထွက်သွားတယ်ရောရဲ့အဖေကသူ့အပေါ်ဘာအာဏာမှမရှိဘူးလို့ရန်စတိုင်းပြောဆိုပြီးသူ့နောက်ကိုချက်ချင်းလိုက်ခဲ့ဖို့အမေပေးပါတော့တယ်ပြာပေးခံရတဲ့ရောလည်းသူ့နောက်ကိုလိုက်သွားရပါတယ်မချခင်မှာပဲသူတို့နှစ်ယောက်ကြားကြီးကိုလောင်ထားတဲ့တောအုပ်ထဲကတဲအိုစီရောက်သွားကြတယ်ဒိတ်ဆန်ကြီးကိုမြင်တဲ့အခါရောကအံ့ဩသလိုဟန်ဆောင်လိုက်တယ်ဘိုရှန်ကသူ့ကိုပတ်စံအများကြီးအကျွေးတင်နေတဲ့သူတယောက်ကဒီကြားကိုအကျွေးဆက်တဲ့အနေနဲ့ပေးခဲ့တာကိုဂုံယူဝင်ကြားစွာရှင်းပြတယ်အခုသူကအဲ့ဒီကြားကိုဒီမှာပဲထားတာပါပြီးတော့ကြားကိုဘယ်လိုအစာကျွေးရမလဲဆိုတာရောကိုပြသပါတယ်အစာကျွေးနေတော့ရုတ်တရက်ကြားကြီးကလောင်ရဲတန်စကားစီခေါ်အောင်လိုက်တယ်အဲ့ဒီလိုရဲ့ကြောင့်ဘိုရှန်အရန်လန့်သွားပြီးကြားတဲ့ကြားအောက်ကိုလဲကျသွားပါတယ်ရောကရေကျင်သွားပေမဲ့ဘိုရှန်မရဲမိအောင်ကိုယ့်ကိုအမြန်ထိလိုက်ရတယ်အဲ့ဒီနောက်ဘိုရှန်ကရောကိုတော့တဲ့တစ်ခုပေးပြီးနောက်ဆိုရင်ကြားကိုအစာကျွေးဖို့ကမင်းရဲ့တောင်းရမယ်လို့ပြောပါတယ်ထို့သောကနေမှဘိုရှန်ကကြားကိုလောင်ပြောင်ပြီးအသုံးမကျတဲ့ကောင်လို့ပြောလိုက်တယ်ဒါပေမဲ့ရုတ်တရက်ကြားကတုတ်ပြန်လိုက်ပါတယ်ဘိုရှန်စီကိုသူ့ရဲ့အညစ်အကြေးတွေပန်းထုတ်လိုက်တာဘိုရှန်တကူလုံးပေးပေါ်သွားပါတော့တယ်ညရှာဆက်ဆုပ်စွာအော်ဟီပီဘိုရှန်ကရောနဲ့အတူချက်ချင်းထွက်ပြေးခဲ့ပါတယ်မော်ဒယ်ကိုမရောက်ခင်မှာဘိုရှန်ကရလိုက်ပြီးရောကိုရေးကြီးတဲ့ကိစ္စတခုသတိပေးလိုက်တယ်အရာအလုံးကိုလွှတ်ဝတ်ထားဖို့ပြောပါတယ်ကြားကြောင်တရားရောက်တည်သွားရင်သူ့အတွက်ပြဿနာအကြီးကြီးဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်ပြီးတော့ကြားအတွက်အသားသိမ်းတွေထည့်ထားတဲ့ plastic 88ကိုရော့ကိုပေးပြီးနောက်နေ့ကျရင်ဆက်သွေးဖို့အသားတွေထပ်ယူလာခဲ့မယ်လို့ဂတိပေးပါတယ်အဲ့ဒီချိန်မှာကားတစ်စီးဖြတ်သွားတယ်ရော့ရဲ့ဆရာမမေးပါသူမကဖျို့ပြဲနဲ့မတင်ကားစရာကောင်းတဲ့ပုံစံဖြစ်နေတဲ့ဘိုရှန်ကိုမြင်တော့ကားကိုအချိန်ချော့လိုက်ပါတယ်သူမကဘာတွေဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါရော့ကအကုန်လုံးအဆင်ပြေပါတယ်လို့အမြန်ဖြေလိုက်တယ်အဲ့ဒီကဘိုရှန်ကဆရာမကိုကိုယ့်အလုပ်ကိုလုပ်ဖို့ရန်ဆန်ပြောပြီးကားမောင်းထွက်သွားပါတော့တယ်မေကရော့ကိုကြည့်ပြီးကြောက်မြတ်တဲ့အခါသူမရဲ့စာသင်ခန်းကိုလာလဲဖို့သတိပေးခဲ့ပါတယ်သူမကထွက်သွားပြီးနောက်ဘိုရှန်ကရော့ကိုကြားအကြောင်းဘသူကမှမပြောဖို့နောက်တစ်ချိန်ချင်းချောင်းသတိပေးခဲ့ပြန်ပါတယ်
နောက်ပိုင်းမှာရောကအသားအိတ်ကိုသူ့ဖေမတွေ့စေချင်တဲ့အတွက်မော်ဒယ်တွေကတနေရာမှာဖွက်ထားလိုက်တယ်အသားတွေဖွက်ပြီးနောက်ဘူရှန်ပေးခဲ့တဲ့တော့ရက်တွေကိုသူကြည့်နေမိတယ်တော့တွေကိုစကြည့်နေရင်သူ့စိတ်ထဲမှာမေကွန်းတစ်ခုခေါင်းထဲဝင်လာတယ်ငါဒီတော့တွေကိုသုံးပြီးကြားကြီးကိုလှုပ်ပေးလိုက်တင်သလားတဲ့အဲ့ဒီချိန်မှာပဲကျောင်းကားကမော်ဒယ်ချစ်ကိုထပ်ပြတ်သွားတယ်မကြခင်မှာစီနာကရောကိုအပြင်မှာလာတွေ့ပြီးကြားကြီးကိုထပ်ကြည့်ကျင်သေးတယ်လို့စိတ်လှုပ်ရှားစွာပြောပါတယ်တကယ်ချင်းတယောက်တောအုပ်ထဲကနေအမြန်ပြေးသွားပြီးနှောင်အင်စီရောက်သွားကြတယ်နောက်တဲ့အခါရောကဒီလှုပ်ဝက်ချက်ကိုစံဖုံးထားနိုင်တော့ဘူးလို့ခတ်သားလိုက်ရတယ်ဒါကြောင့်ဘူရှန်နဲ့ပြည့်ခဲ့တာတွေအားလုံးကိုစီနာကိုပြပြလိုက်ပြီးကြားကြီးကိုအစာကျွေးဖို့သူ့ကိုခိုင်းတာကြောင့်ရှင်းပြလိုက်ပါတယ်ဒါကိုကြားတာနဲ့စီနာအရန်ဆဲလို့ကြားသွားတယ်ဒါကအရာအလုံးကိုပြောင်းလဲသွားစေတယ်ဘာဖြစ်လို့လဲဆိုတော့အခုသူတို့စီမှာတောက်ရှိနေပြီလေဒါအလောင်းရင်ကိုဖွင့်ပြီးကြားကြီးကိုလှုပ်ပေးနိုင်ပြီလို့ဆိုလိုတာပဲလို့သူမကပြောပါတယ်ဒီလိုကြားမျိုးကရှားပါပြီးပိတ်လောင်မထားသင့်ဘူးလို့လည်းရှင်းပြတယ်ဒါမဲ့ရောကတော့ဒီဂျန်စီကိုတိတ်မသေးကြသေးပါဘူးဝီလီပြပြခဲ့တဲ့လှုပ်ပေးလိုက်တဲ့ငှက်လေးအကြောင်းပုံမြင်ကိုသူတတိယသွားတယ်ဒါကြောင့်ကြားကြီးကိုလှုပ်ပေးလိုက်ရင်တောထဲမှာတကောင်နဲ့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့စီနာကိုရှင်းပြပါတယ်ဒါမဲ့စီနာကအဲ့ဒါကိုလက်ခံဖို့ညှင်းဆန်တယ်ဘာပဲဖြစ်ဖြစ်ကြားကြီးကလွတ်လပ်ခွင့်နဲ့ထိုက်တန်တယ်လို့သူမကပြင်းပြင်းထန်ထန်ယုံကြည်နေပါတယ်ပြီးတော့သူမကရဲရဲနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကြားကိုလှုပ်ပေးဖို့ဘာမှမဆိုလုပ်မယ်သူမတယောက်တည်းလိုရမယ်ဆိုရင်တော့လုပ်မယ်လို့ရော့ကိုပြောလိုက်ပါတယ်ညင်းကုန်နေနဲ့စီနာကလှောင်ရင်ကိုရုတ်တရက်ဆွဲကန်ပြီးဆက်ပြက်လက်ပြက်နဲ့စောင့်ဆွဲပါတော့တယ်သူမရဲ့ဒေါသကဝမ်းနည်းမှုပြီးချက်ချင်းပြောင်းသွားပြီးသူမစတင်ငိုကြည့်ပါတော့တယ်ဒါကိုမြင်တော့ရောကသူမကိုဖြည်းဖြည်းချင်းရှော့မော့ဖို့ကြိုးစားပါတယ်မိနစ်နဲ့ငယ်ကြတော့စီနာမျက်ရည်တွေကိုတုပ်လိုက်ပြီးကြားကြီးစစ်စစ်တရားရစေဖို့တင်းငယ်တဲ့အရာတစ်ခုကိုလုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်လှောင်ရင်ပေါ်ကအုပ်ထားတဲ့ကင်းမတ်ဆာကိုဖယ်ရှားလိုက်တာကြောင့်ကြားကြီးလေကောင်းလေတန်းရပြီးကောင်းကင်ကိုမြင်နိုင်သွားပါတယ်အဲဒီညမှာရောနဲ့စီနာလှောင်ရင်ဘေးမှာပဲနေခဲ့ကြတယ်တကယ်ချင်းတယောက်မြကြီးပေါ်မှာတိတ်တိတ်လေးလဲလျောင်းရင်ကြားကြီးနားမှာနားယူနေချိန်ကျယ်တွေကိုကြည့်နေကြတယ်အချိန်တော်ကြာတော့သူတို့မော်ဒယ်ကိုပြန်လာကြတယ်မော်ဒယ်ကိုရောက်တဲ့အခါမမျောလင့်မဲ့ဝီလီနဲ့ဆုံကြတယ်စီနာကစိတ်တုန်နေလို့မို့ဝီလီကိုရဲရဲစစမ်းစကားပြောလိုက်တယ်ဒါမဲ့ဝီလီကလုံးဝဒေါသမထွက်ပါဘူးအဲ့ဒီစားကောင်မလေးကိုအေးဆေးစကားပြောပြီးသူမဘယ်လိုခသားနေရလဲဆိုတာနားလည်ကြောင်းပြောပြပါတယ်သူမငယ်ငယ်တုန်းကလည်းအရန်ပုံကန်တက်ပြီးဒီလိုမျိုးပဲမကြာခဏပြုမှုခဲ့ကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဝီလီကအရေးကြီးတဲ့အကြံဉာဏ်တစ်ခုလည်းပေးခဲ့တယ်စီနာအနေနဲ့ဒေါသထွက်ပြီးဆက်မလုပ်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့ဘွားကသူမရဲ့ပြဿနာတွေကိုဖြေရှင်းပေးမှာမဟုတ်လို့ပါပဲကိုယ့်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိရင်ဖို့နဲ့ရာကိုအေးဆေးဆေးရင်ဆိုင်ဖို့လိုတယ်လို့ပြောပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အခါစီနာလုံးဝတက်ဆိတ်သွားပါတော့တယ်ခဏနေတော့ဝီလီကသူ့ကားပေါ်တက်ပြီးထွက်သွားတယ်ကလေးမြောက်ကတော့သူမထွက်သွားတာကိုတိတ်တိတ်လေးကြည့်နေခဲ့ကြတယ်အဲ့ညနောက်ပိုင်းမှာရောဟာစီနာကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့တယ်အိမ်ထဲဝင်ချင်းပဲအဖေဖြစ်သူကသူ့ကိုထိတ်တိုက်ရင်ဆိုင်ပါတော့တယ်အဖေဖြစ်သူရဲ့လက်ထဲမှာအသားသိမ်းတွေထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုကင်ထားတယ်ညွန်စရာကောင်းတဲ့ဒီသားတွေဘယ်ကရတာလဲလို့ရောကဒေါသတကြီးမေးပါတယ်လှုပ်ရထားဖို့ပြောခံရပေမဲ့ရောကလိမ်မပြောချင်ပါဘူးဘိုးရှမ်းကပေးလိုက်တာလို့အဖေကိုပြောလိုက်ပါတယ်ဒါပေမဲ့အဖေဖြစ်သူကညင်ကြသွားမဲ့အစားပို့ပြီးဒေါသထွက်သွားတယ်သူတို့ကဘာမှမဆိုစားမဲ့ဆင်းရဲသားတွေလို့သဘောထားပြီးဘိုးရှမ်းကဒီပုတ်သုံးနေတဲ့အသားတွေကိုရက်ဆက်တဲ့ဟာသားတစ်ခုအနေနဲ့ပေးလိုက်တာလို့အဖေဖြစ်သူကယုံကြည်နေတယ်ဆော်ဝါခံရတယ်လို့ခံစားရပြီးဒေါသတကြီးနဲ့ပလတ်စတစ်အိတ်ကိုနေရာကိုပြစ်ပေါက်လိုက်ပါတယ်အဲ့ဒီနောက်သူ့ကိုယ်သူစိတ်ညစ်အောင်ထိုင်ချလိုက်တယ်ရောကသူ့အဖေအတွက်စိုးရင်သွားပြီးစကားပြောဖို့အနားကိုတိုးသွားတယ်ဒါမဲ့အဖေဖြစ်သူကသူ့ကိုတယောက်တည်းထားခဲ့ဖို့ပြောပါတယ်ဒါနဲ့ရော့လည်းစိတ်ပြေလဲပြောက်ပြီးအောင်အပြင်ကိုတိတ်တိတ်လေးထွက်လာခဲ့တယ်သူ့အမြဲတမ်းနှစ်သက်တဲ့အလုပ်တစ်ခုဖြစ်တဲ့နောက်ထပ်တရားရုပ်တစ်ခုကိုစတင်ထွန်းတူပါတော့တယ်နောက်တစ်နေ့မနက်မှာရော့ကသူ့ခန်းပြင်ဘက်မှာရပ်ပြီးသူထွန်းတူထားတဲ့တရားတိတ်ဆန်ရုပ်လေးကိုကြည့်နေပါတယ်သူ့ရဲ့စက်ကူးရင်ကဘာထဲမှာတော့အဲ့ဒီရုပ်တုလေးကအသက်ဝင်လာပြီးသူ့ပတ်လည်မှာလှောက်ရှားသွားလာနေပါတယ်ခဏနေတော့ရော့ကဝီလီကိုသူထွန်းတူထားတဲ့တရားငှက်လေးတစ်ကောင်လက်ဆောင်ပေးလိုက်တယ်အမျိုးသမီးကြီးကနှွေးထွေးစာပြုံးလိုက်ပြီးဒီလိုတရားလက်ပါတဲ့လက်ဆောင်လေးကိုရတဲ့အတွက်ရန်ကုန်ဝမ်းသာသွားပါတယ်မကြခင်မှာပဲကြောင်းကားထက်ရောက်လာပြီးစီနာဆင်းလာတယ်သူမကရောနဲ့တွေ့တဲ့အခါသူမရဲ့အပြုတ်မှုတွေကြောင့်အမေဖြစ်သူကပို့ပြီးဒေါသထွက်နေကြောင်းပြောပြပါတယ်တကယ်တော့သူမကိုရော့စီလာမတွေ့ဖို့တောင်တားမြစ်ထားတာပါဒါမဲ့စီနာကအဲ့ဒီစီမင်းကိုနားမထောင်ဖို့ဆုံးဖြတ်ပြီးသားပါအဲ့ဒီစာဝီလီဘယ်မှာလဲလို့ရော့ကိုမေးလိုက်တယ်ကြားကြီးနဲ့ပတ်သက်ပြီးဘာလို့တင်လဲဆိုတာဝီလီစီကအညာညာတောင်းတင်တယ်လို့သူမကဆိုပါတယ်သူတို့ကဝီလီကိုတွေ့တဲ့အခါလောင်ရင်ထဲမှာပိတ်မိနေတဲ့ကြားကြီးကြောင်းအကုန်ရှင်းပြလိုက်တယ်ပထမတော့ဝီလီကသူတို့စကားကိုမယုံပါဘူးဒါနဲ့ရော့နဲ့စီနာကသူမကိုတောအုပ်ထဲခေါ်သွားပြီးလောင်ရင်ကိုပြလိုက်တယ်ကြီးမားတဲ့ကြားကြီးပိတ်မိနေတာကိုမြင်လိုက်တာနဲ့ဝီလီအရန်ဒေါသထွက်သွားတယ်ဒီလိုလိမ့်ဆိုင်မျိုးကိုပိတ်လောင်ထားတာဟာပိုချမ်းတော်လူမျိုးသားလုံးမဲ့အလုပ်မျိုးပဲလို့သူမကဆိုရတယ်စီနာကသူတို့ဘာလို့တင်လဲလို့ဝီလီကိုအမြန်မေးပြီးရော့ကိုလောင်ရင်အခုချက်ချင်းဖွင့်မွေးတင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဝီလီကသူတို့ကိုတားလိုက်တယ်ဘိုးချမ်းကလူစိုးတစ်ယောက်ဖြစ်ပေမဲ့ကြားကိုလွတ်ပေးတာကမှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်နိုင်ဘူးလို့သူမကပြောတယ်ကြားကြီးကအဖမ်းခံရပြီးနေလာခဲ့တာဖြစ်လို့တော်ရဲကိုရိုးရီးလွတ်ပေးလိုက်ရင်ကိုယ့်ဘာသာအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ဆိုရတယ်ဒါပေမဲ့စီနာကပြင်းပြထန်ထန်သဘောမတူပါဘူးတော်ရန်တရိတ်ဆန်တွေဟာဒီဒေသမှာနေထိုင်နေတဲ့ကျက်သစ်တွေလိုပဲလွတ်လွတ်လပ်လပ်နေထိုင်ဖို့ဖန်တီးထားတယ်လို့ဒေါသတကြီးပြောပါတယ်ကြားကြီးကဘယ်လိုအသက်ရှင်နိုင်ရမလဲဆိုတာသိလာနိုင်မယ်လို့သူမယုံကြည်နေတယ်ဝီလီကသူတို့ကိုနားထောင်ပြီးမဲ့အရေးကြီးတဲ့အချက်တစ်ခုကိုအေးအေးဆေးဆေးပြောပြတယ်တခါလေမှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာအများနဲ့အလုံးစုံဆုံးဖြတ်ချက်တော့မဟုတ်ဘူးတဲ့ဒါကြောင့်ဒီလောက်ရေးကြီးတဲ့ကိစ္စမှာသူတို့ပါဝင်ပတ်သက်ဖို့မသင့်ဘူးလို့ယုံကြည်ကြောင်းပြောပါတယ်ဒါကိုကြားပြီးနောက်စီနာပို့ပြီးဒေါသထွက်သွားတယ်
သူမဖေရောက်လာမယ့်အချိန်ကိုသူမမဆောက်နိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့သူမဖေကသူမကိုသဘောတူပြီးကြားကြီးကိုလှုပ်ပေးဖို့ကူညီပေးမယ်ဆိုတာတေချာနေလို့ပဲလို့ပြောပါတယ်ဒါမဲ့ရောကရုတ်တရက်သူမကိုအံ့ဩသွားစေမဲ့စကားတခုပြောလိုက်တယ်သူမရဲ့အဖေနဲ့ပတ်သက်ပြီးသူမအမေပြောတာမှန်ကောင်းမှန်နိုင်တယ်သူမဖေကသူမထင်ထားတဲ့လူမျိုးမဟုတ်နိုင်ဘူးလို့ရောကပြောလိုက်တာပါအဲ့ဒီစကားတွေကစီနာကိုအလွန်မင်းဒေါသထွက်စေခဲ့တယ်သူမကနာကျင်ပြီးသစ္စာပေါက်ခွန်ရတယ်လို့ခံစားလိုက်ရတယ်ဒေါသထွက်တဲ့နဲ့သူမကသူတို့ရဲ့တကယ်ချင်းတန်ရုံးစင်ကိုဖျက်ထောက်လိုက်ပြီးသူ့ကိုမုန်းတယ်သူ့ကိုဘယ်တော့မှစကားမပြောချင်တော့ဘူးလို့ပြောပါတော့တယ်ပြီးတော့သူမထွက်သွားတယ်ဝါနဆွာရက်ကြံခဲ့တဲ့ရော့ကိုမြင်တော့ဝီလီကမော်ဒယ်ကိုအတူတူပြန်သွားဖို့ညင်သာစွာခေါ်လိုက်ပါတယ်ဒါပေမဲ့မိနစ်အနည်းငယ်ကြာပြီးနောက်ရော့ဟာအဝေးကိုချောက်သွားနေတဲ့စီနာကိုသတိထားမိလိုက်တယ်သူရုတ်တရက်သူမနောက်ကိုပြေးလိုက်သွားတယ်သူမကိုမိသွားတဲ့အခါအရေးကြီးတဲ့စကားတခုပြောလိုက်တယ်သူစိတ်ပြောင်းသွားပြီးကြားကြီးကိုလှုပ်ပေးဖို့အစဉ်သင်းဖြစ်နေပြီလို့ပြောလိုက်တာပါပထမတော့စီနာကမယုံပါဘူးဒါပေမဲ့သူတကယ်ပြောနေတာလို့ရော့ကအခိုင်အမာပြောတယ်သူတို့ရဲ့တကယ်ချင်းဖြစ်မှုအတွက်သူသားကိုလုံးဖို့ဆန္ဒရှိတယ်လို့ဆိုပါတယ်အဲ့ဒီချိန်မှာပိုရှန်ကသူကားနဲ့ရုတ်တရက်ရောက်လာတယ်စီနာနဲ့အတူချုံမိတ်ဆက်ပြီးနောက်ရော့ကိုနောက်ထပ်မိတ်တစ်ခုပေးလိုက်တယ်ပြီးရင်မော်ဒယ်ကိုရောက်လာမဲ့အသားတော်ကိုသွားယူဖို့ရော့ကိုခိုင်းလိုက်တာပါရော့ကဘာမှမတင်ကားစရာမဖြစ်အောင်အေးစစ်စစ်ပဲသဘောတူလိုက်တယ်ပိုရှန်ကရော့ရဲ့အဖေနဲ့ချင်းစရာကိစ္စတချို့ရှိသေးတယ်လို့ပြောပြီးကားမောင်းထွက်သွားပါတယ်သူထွက်သွားတာနဲ့တပြိုင်နက်ရော့နဲ့စီနာတို့သူတို့အတွက်အခွင့်အရေးရပြီဆိုတော့သဘောပေါက်သွားကြတယ်သူတို့နှစ်ယောက်တောအုပ်ထဲကိုအမြန်ပြေးပြီးကြားလောင်အင်စီရောက်သွားတယ်အချိန်မဆွဲတော့ပဲရော့ကတော့တွေကိုထုတ်ပြီးခိုင်မာတဲ့တော့ကလောက်တွေကိုတစ်ခုပြီးတစ်ခုဖွင့်လိုက်ပါတယ်ကြားကြီးက2ရက်တောင်အစာမစားရသေးဘူးဆိုတာသိပေမဲ့လည်းလောင်ရင်ကိုဖွင့်ပေးဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်တကားပွင့်သွားတာနဲ့ကြားကြီးကဖြည်းဖြည်းချင်းမတက်ရက်လာတယ်ရော့ကနောက်ဆုတ်လိုက်ပြီးအခုလွတ်လပ်သွားပြီလို့ဒိတ်ဆန်ကြီးကိုအတန်ကြဲကြဲနဲ့ပြောလိုက်တယ်စီနာကရော့ကိုစိတ်အေးထားဖို့ညင်သာစွာပြောပြီးကြားကြီးကနားလည်နေပါပြီလို့ပြောပါတယ်ကြီးမားတဲ့ဒိတ်ဆန်ကြီးကလောင်ရင်တွေကနေဖြည်းဖြည်းချင်းထွက်လာတယ်ကလေးညောင်ရဲ့ဘေးနားမှာခဏရက်သွားတယ်တိုတောင်းတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာရော့နဲ့စီနာတို့ကကြားကြီးရဲ့မွေးတွေကိုယူဒီဇိုက်ကင်တွယ်ကြည့်ကြတယ်အဲဒီနောက်စွာအားကြီးတဲ့ဒိတ်ဆန်ကြီးကလှည့်ပြီးတောအုပ်ဘက်ကိုစတင်လျှောက်သွားပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးပက်တင်ထပ်သွားတဲ့ဟင်းရောက်တန်ကြီးကိုပြုတ်လုပ်ပြီးတောအုပ်ထဲပြေးဝင်သွားတာကိုရော့နဲ့စီနာတို့ကြည့်နေခဲ့ကြတယ်မှန်ကန်တဲ့လောတစ်ခုကိုလောက်ခဲ့တယ်ဆိုပြီးသူတို့ဂုဏ်ယူနေခဲ့ကြတယ်ဒါပေမဲ့ရုတ်တရက်အရာအလုံးပြောင်းလဲသွားတယ်ကျယ်လောင်တဲ့တနက်တန်တစ်ချက်လေထဲမှာပက်တင်ထပ်သွားတယ်စီနာတနက်တန်ကိုကြားလိုက်ရပြီးမြေကြီးပေါ်ရုတ်တရက်လဲကျသွားတယ်တုံလို့သွားတဲ့အချိန်ကျတော့အသက်ကြီးရတာတော့ခက်ခဲသွားတယ်ဇွေဇွာနဲ့ကြောက်လန့်နေတဲ့ကလေးနှစ်ယောက်လမ်းဘက်ကိုပြေးသွားကြတယ်အဲ့ဒီမှာနှလုံးကွဲစရာမြင်ကွင်းတစ်ခုကိုသူတို့တွေ့လိုက်ရတယ်ကြားကြီးကမြေကြီးပေါ်မှာပဲလဲကျနေပါတယ်ဘာဖြစ်သွားလဲဆိုတာကိုရော့ချက်ချင်းသဘောပေါက်လိုက်တယ်ကြားရဲ့တက်ခတ်ချင်းကိုခံရပြီးလက်ကျနေတဲ့ပူချမ်းကိုကောက်ွယ်ဖို့သူ့ဖေကတနက်နဲ့ပြစ်လိုက်တာပါအဲ့ဒီချိန်မှာဝီလီလည်းရောက်လာတယ်ရော့ကကြားကြီးရဲ့ဘေးမှာဒူတော့ထိုင်ကြပြီးဘာလို့ဒီလိုလိုရတာလဲလို့သူ့ဖေကိုမေးပါတယ်ဒါမဲ့အမှန်တရားကတခြားစီဖြစ်နေခဲ့တယ်ရော့ရဲ့ဖေကဒီချိန်နေရာတကယ်တော့မတော်ဆမှုတစ်ခုသာဖြစ်တယ်လို့ရှင်းပြပါတယ်အစောပိုင်းကပူချမ်းဟာသူ့ဖေနဲ့ပြင်းပြင်းထန်ထန်ရန်ဖြစ်ခဲ့ပြီးသူ့ကိုတနက်နဲ့တောင်ပြေးဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီရိုးရင်းဆိုင်ကအချိန်ဒီမှာအရာအလုံးကအယမ်းမြန်လွန်သွားပြီးကြားကိုတီးသွားတဲ့တနက်ကြီးသားဟာအဲ့ဒီလိုဖြစ်ဖို့လုံးဝယူရထားတာမဟုတ်ပါဘူးလို့ဆိုပါတယ်အဖေဖြစ်သူကရှင်းပြပေမဲ့ရော့ဟာဒေါသနဲ့ဝမ်းနည်းမှုတွေလွှမ်းမိုးနေတော့မှပဲသူကအဖေစီကိုပြေးသွားပြီးသူ့ကိုတွန်းကသူ့ကိုမုန်းတယ်သူ့နားမှာဆက်မနေချင်တော့ဘူးလို့အော်ဟစ်ပါတော့တယ်အဲ့ဒီနောက်ရော့ဟာသူကြားကျင်နေတာကြာပြီဖြစ်တဲ့အရာတစ်ခုကိုတောင်းဆိုလိုက်တယ်အမေရဲ့နာမည်ကိုအခုတန်ထွက်ပြီးခေါ်ပေးဖို့သူ့အဖေကိုပြောလိုက်တယ်အမေဆုံးသွားတဲ့နေ့ကစပြီးအဖေဖြစ်သူကအမေနာမည်ကိုဘယ်တော့မှမခေါ်ခဲ့ပါဘူးသူ့ရဲ့တိတ်ဆိတ်မှုကဘယ်တော့နာကျင်စေခဲ့လဲဆိုတာနားလည်သွားတဲ့အခါအဖေဖြစ်သူကနောက်ဆုံးတော့အမေနာမည်ကယ်ရိုလိုင်းလို့ခေါ်လိုက်ပါတော့တယ်အဲ့ဒီနာမည်ကိုခေါ်လိုက်တာနဲ့ဒီတိုင်းနဲ့သူဟာစိတ်လှုပ်ရှားစွာနဲ့ငိုကြွေးပြီးတားဖြစ်သူကိုတင်းကျပ်စွာဖက်ထားလိုက်ပါတယ်အနီးနားမှာတော့ဝီလီကစီနာကိုနှိမ့်သိပ်ဖို့ညင်သာစွာဖက်ထားပေးပါတယ်ဒီလိုတွေဖြစ်ပျက်ပြီးနောက်ရော့ရဲ့ဖေကဘိုရှန်ကိုထူပေးလိုက်တယ်ဘာမှပြောစရာမကြံတော့တဲ့မော်ဒယ်ပိုင်ရှင်ဟာအဲ့ဒီနေရာကနေတိတ်တိတ်လေးထွက်သွားပါတယ်အဲ့ဒီနောက်ဝီလီကကြားကြီးဟာအခုတော့ကိုကောင်းတဲ့နေရာတစ်ခုကိုရောက်သွားပါပြီလို့ကလေးတွေကိုညင်သာစွာပြောပြပါတယ်ရော့ကိုကြည့်လိုက်တဲ့အခါအဲရောချာတစ်ခုကိုသူမသတိထားမိသွားတယ်သူ့ခြေထောက်ကတရားတွေကအခုတော့အများကြီးပိုသက်သာလာပုံရလို့ရော့ရဲ့သူမအယံဝတ်သာသွားပါတယ်ကြားကြီးကိုနှုတ်ဆက်ပြီးနောက်အားလုံးကအဲ့ဒီနေရာကနေဖြည်းဖြည်းချင်းထွက်လာကြတယ်စီနာကရောဘတ်ကိုလှည့်ပြီးစောစောကပြောခဲ့တဲ့စကားတွေအားလုံးအတွက်တောင်းပန်လိုက်ပါတယ်သူဟာသူမရဘူးသူမထဲမှာအကောင်းဆုံးတကယ်ချင်းမှာပဲလို့ပြောပါတယ်သူတို့အတူတူလမ်းလျှောက်လာရင်စောစောကရော့ဆွဲထားတဲ့ကြားပုံကိုတွေ့သွားတယ်စီနာကအဲ့ဒါကိုကြည့်ပြီးဒါအလှပတဲ့အမှုပညာလက်ရာတစ်ခုပဲလို့ပြောပါတယ်ရော့ကပြုံးပြီးသူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ဒီပုံကိုသိမ်းထားနိုင်တယ်လို့ပြောလိုက်တယ်စီနာကရော့ရဲ့ပါလေးကိုဖွက်ဖွက်လေးနိုင်လိုက်ပြီးနောက်တကယ်ချင်းတယောက်အတူတူထွက်လာခဲ့ကြတယ်ဒီနေ့လေးကဝန်ထမ်းမှုတွေနဲ့အဆုံးသတ်ခဲ့ရပေမဲ့သူတို့ရဲ့ဘဝတွေကိုတော့ထာဝရပြောင်းလဲသွားစေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးမှာလွတ်လပ်ခွင့်ဆိုတာလူတိုင်းအတွက်အတိတ်ပဲမလူညီနိုင်လို့ပါပဲပြီးတော့ကြားကြီးကလည်းအဲ့ဒီအတိအကျဆန်တဲ့တောအုပ်ကြီးတဲ့အများကြီးပိုကောင်းတဲ့နေရာတစ်ခုကိုနောက်ဆုံးတော့ခြာတွေ့သွားပြီဖြစ်နိုင်ပါတယ်လေ